ရှိုးငွေဖျားလိုက်ပို့ပြီးလို့အရန်ကိုကျေးဇူးတင်တာပဲဒီရှိုးငွေဖျားကလေတနိုင်ငံလုံးကတည့်ရဲ့ပြင်ကဘာပါတည့်ရဲ့ဖျားဖြစ်လို့ငါဖူးမြော်ခွင့်ရအရန်ကိုကြည်နူးနေရပဲ ဒီပင်းပြမျိုးကဒီရွှေဥမင်ဖရာရဲ့ဘုဒ္ဓလောကံရဲ့အာလာပါရရှုခင်းနေနဲ့အထီးလုပ်ငန်းကြောင့်နာမည်ကြီးရဲ့လေအဲကြောင့်ငါလည်းလိုက်ပို့တာဒီရွှေဥမင်စီထဲမှာလေဖျားစင်းလူတော်ပေါင်း8000ကျော်ရှိတယ်။များသောအားဖြင့်ဂျေစင်းလူတော်တွေရောရှိတယ်။ကြောက်စင်းလူတော်တွေလည်းရှိတယ်။ဟေး ဦးရေမင်္ဂလာပါ မင်္ဂလာပါ ဟွာလေဒီပင့်ကိုရုပ်ကြီးနဲ့လေဒီဘက်ကမြားပြစ်နေတဲ့မင်းသားရုပ်နဲ့ကဘယ်လိုဆက်ဆက်နေရလဲရှင် တင်းကိုကြီးနဲ့ဒီမင်းသားအကြောင်းပြောမယ်ဆိုတော့ဒီမင်းသားကတော့ကုံမဗျာမင်းသားလို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီသူရဲ့အကြောင်းကိုပြောမယ်ဆိုတော့ဒီဟိုဆိုတော့ပွန်တလုတ်ကန်ရဲ့အကြောင်းကိုလည်းထည့်ပြီးတော့ပြောရလိုက်မယ်ဆိုတော့ပွန်တလုတ်ကန်မှာညီမခုနှစ်ပေါ်ရှင်မီးရလို့ညီမခုနှစ်ပေါ်ကရေကစားကြတယ်ရေကစားကြပြီးတော့အချိန်လုံတော့လို့မပြန်နိုင်တော့ဒီရွှေဥမြင့်ကူကြီးမှသူတို့ညအိုက်ကြတယ်ညအိုက်တဲ့အချိန်မှာဒီပင်းကူကြီးကဒီကူပေါ့ပိတ်ထားပြီးတော့မှညီမခုနှစ်ပေါ်ဖန်ဆားမယ်ဆိုပြီးတော့ကူပေါ့ပိတ်ထားခဲ့တယ်ပိတ်ထားလို့မနေ့မိုးလင်းတဲ့အချိန်မှာဒီညီမခုနှစ်ပေါ်ကနေပြီးတော့မှကုကဲဖို့អော်တဲ့အတွက်ဒီကုံမဗျာမင်းသားတောကစားထွက်လာရင်းနဲ့ကြားတဲ့အတွက်ဒီကိုတက်လာပြီးတော့မှဒီပင်းကူကြီးကိုအခုမြင်တွေ့ရတိတ်ပေါ့ဒီသူ့ရဲ့လေးနဲ့ညားနဲ့ပြစ်ခွင်းပြီးတော့မှနေနေခဲ့တယ်ပေါ့နေနေခဲ့တယ်နေနေခဲ့တော့အဲ့ညီမခုနှစ်ပေါ်ရုပ်ဒီဥစားရနေကဲတင်နိုင်ခဲ့တယ်ပေါ့နော်အဲ့လိုကဲတင်နိုင်ခဲ့တဲ့ပြီးတော့ပင်းကူကြီးကိုပြစ်ခွင်းပြီးတော့မှ online ခဲ့တဲ့အတွက်ဒီမျိုးလေးကိုလည်းပင်းတရားဆိုတဲ့ပင်းကူရတဲ့မျိုးပင်းတရားမျိုးဆိုပြီးတော့မှခုချက်ဒီနာမည်လေးတွင်လာခဲ့တာပေါ့ အော်ဟုတ်ကဲ့ရှင် ဒီပင်းတရားမှာရှိတဲ့ရွှေဥမင်ကူကြီးမှာဟိုပစ္စာပေါ့ဖျားစီတီလေးအများကြီးပဲတည်ထားတယ်ပေါ့တည်ထားခဲ့တယ်အဲဒီတည်ထားခဲ့တဲ့စီတီတွေကရှိထုံနဲ့94ရှူတောင်းအထီးတော့မှရှိခဲ့တယ်ပေါ့ဆိုတော့အဲ့ဒါလေးတွေကိုလည်းသမီးတို့အနေနဲ့တွားရောက်ပြီးတော့မှရော့တုံးလေးဖူးမြော်ခဲ့ပါအောင်လို့ ဟုတ်တော့ပြောပါရှင်ဟုတ်ကဲ့ပါမယ်လား ပင်းပြကနေပြီးတော့ရွှေဥမင်လာမယ်ဆိုရင်ချီချင်းနဲ့လာမယ်ဆို45မိနစ်ကြာတယ်လေ။အော်ပြီးတော့ထုံးကြောက်တောင်းတန်းနေလည်းဖြစ်တယ်။ပြီးဒီမှာဂူ3ခုရှိတယ်။မြောက်ဖက်အကျဆုံးဂူမြောက်ဖက်ဂူလို့ခေါ်တယ်။ပြီးအလယ်မှာရှိရဲ့ဂူအလယ်ဂူလို့ခေါ်တယ်။တောင်ဘက်ဂူဆိုတာငါတို့ခုတောင်းမဲ့ဂူပေါ့။ဒီကတော့ပင်းပြမျိုးရဲ့ရှုခင်းလေးပေါ့။ဟိုမှာတွေ့လား။အဲ့ဒါဘုဒ္ဓလောကံနဲ့ အော်ရှုခင်းတွေကအရန်လာရယ်နော် ဟုတ်တယ်ပြီးတော့အခုဒီရှိတဲ့မှာမြင်နေရတာဒါအလေကူလေးဒီအလေဒါကတော့အလေကူရဲ့ဆောင်းတန်းလေးပေါ့ဒီအလေကူကနေဟိုဘက်ထွက်သွားမယ်ဆိုရင်မြတ်ကူရောက်တယ် တော့ရွှေဥမင်ကူပေါ့ဒီထဲကိုဝင်ပြီးတော့ဖျားဖူးကြရအောင် ဟုတ်ကဲ့ ဒီကူပေါ့ဒါတော့ကူပေါ့ရဲ့အဝါလေးအရင်တော့ပင်းကူကြီးရဒီနေရာမှာဟိုစားလေးနဲ့ပင်းကူမြင့်နေနဲ့ပိတ်ပြီးတော့မင်းသမီးတွေကိုနောက်သမီးတွေကိုဖမ်းထားတဲ့နေရာလေးပေါ့နော် အော်ဒီအပေါက်ပေါ့ ဟုတ်တယ်နောက်တော့ဒီကနေစပြီးတော့ဝင်သွားရင်ကူရဲ့အဆုံးထိစင်ပေးရ490နဲ့တဲ့ ဟော အဲ့တော့ဒီကူထဲမှာအခုမြင်နေရတဲ့ရှင်းလူတော်တွေကတော့စစ်ထောင်နဲ့94ရှူတောင်ရှိတယ်လို့မှတ်တမ်းတင် ဟုတ်ပြောတဲ့အထဲမှာလေဒီနောက်ကဇီတသေးရောပါလား ဟုတ်ကဲ့ပါတယ်ဒီဒါကြတော့ပြအောင်စီဒီတို့ခေါ်တာပေါ့ပြအောင်ရှင်းလူတော်လေးတွေဒါဆိုအဲ့ရှင်းလူတော်လေးတွေရောအပါအားလုံးဒီထဲမှာရှိနေတဲ့ရှင်းလူတော်ပေါင်းစစ်ထောင်နဲ့94ရှူလို့မှတ်တမ်းတင်ထားတယ်ဒီအလဲမှာတွေ့နေရတဲ့ဇီဒီကတော့ဟိုစီတုံးကလေးကအတော်ကမင်းကြီးကဒီခဲ့တဲ့ဇီဒီလို့တမိုင်းနေရပြောကြတာပေါ့အမှအဲ့နော့ပါမဒီပကံမင်းထက်အလောင်းစီဒီမင်းကြီးကထပ်မှန်ပြီးတော့မှလက်ရှိအနေထားရုံအောင်ပြန်ပြီးတော့ဥမှန်တည်ထားခဲ့တဲ့အတွက်ဒီဇီဒီလေးကိုဒီအလဲမှာတွေ့နေရချင်ဒါပဲအဲ့ဇီဒီလေးဖြစ်ပါတယ် ဟုတ်ကဲ့ရှင် ဟုတ်ပြီဒီထဲမှာဟာလေဇီဒီကကြက်နေရပဲနော် ဟုတ်တယ်ဒီဇီဒီတွေကလေဟိုစီတုံးကလေးကပကံကုန်းပုံအင်းဝဆိုတာခီးတွေကနေရောအဆက်ဆက်ဒီဥစားတွေက အလူရှင် အ တွေ လူရှင်တွေကနေပြီးတော့မှအဲ့လိုလူတန်းခဲ့ကြတယ်ဆိုတော့ရှေ့ကနေပြီးတော့မှတယောက်ပြီးတယောက်အစီအဆက်လူတန်းလာတဲ့အခါကျတော့ဒီစီဒီတွေကဒီလိုမျိုးဟိုနေရာမလတ်အောင်ဒီကူလုံးမှာနေရာလတ်မကြံတော့အောင်ကိုပြည်ပြီးတော့မှလူတန်းခဲ့ကြတာပေါ့ အော်ဟုတ်ကဲ့ အဲ့ဒီအခုဒီရောက်နေတဲ့နေရာလေးကတော့ဒါဒီရွှေမင်းကူရဲ့ဝင်ကပါဆိုတဲ့နေရာလေးပဲ ဘာလို့ဝင်ကပါလို့ခေါ်ရလဲ ကဲဒီထဲမှာဖျားစီတီတွေတည်ထားပြီးတော့မှအဲဒီထဲမှာလူသွားဖို့တလန်းလေးလှုပ်ထားတယ်လှုပ်ထားပြီးတော့အဲဒီလမ်းလေးတွေကအားလုံးစီတီရဲ့ချင်းတူတော်တွေရဲ့ကြားထဲမှာမွေလိမ်မွေကော်လေးတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ခါကျတော့ဒီထဲလာတဲ့လူတွေကခဏခဏလမ်းမကြဒါကြောင့်ဒီကိုဝင်ကပါလို့ဆိုပြီးတော့ဒီနေရာလေးကိုဝင်ကပါလို့ခေါ်တယ် ဟုတ်ကဲ့ရှင် ဖူးမြော်နေရတော့ဒါချွေးထွက်ကိုစားတော်လို့ခေါ်တယ် ချွေးထွက် ဘာလို့ရွှေထွက်ကိုစားရလို့ခေါ်လဲ သူရဲ့ဒီကိုစားတော်ရဲ့ဥစားပါအမြဲတမ်းအစိုးရလေးချွေးလေးတွေထွက်နေတယ်ဒါကြောင့်ဒီမှာတကူလုံးမှာရှိတဲ့ချင်းတို့တွေအားလုံးကရွှေတင်ကန်းကတ်လူထားပြီမဲ့ဒီကိုစားတော့နှစ်ရှူကတော့ဘယ်တော့မှရွှေတင်ကန်းကတ်လူလို့လည်းမရခဲ့ဘူးဒါရွှေတင်ကန်းကတ်မလူပဲနဲ့စီစီလေးပဲတုတ်ပြီးတော့မှဒီတိုင်းလေးပဲပူဇော်ထားတာပေါ့ခုချိန်ကြီး
ဆိုတော့အများကတော့ဒီကိုစားတော့ချွေးလေးတွေပတ်ပြီးတော့ဆူတောင်းရင်ကိုအနာယောဂတွေပျောက်ကင်းကြတယ်လို့ယုံကြည်ကြတယ် အော်ဟုတ်ကဲ့ရှင် ညာရီကကြောက်ဆက်ပန်းဆွဲရည်လေ ဟုတ်တယ်နော်ကြောက်ဆက်ပန်းဆွဲတွေမှာအများကြီးပဲကြည့်ရတာနှစ်ထောင်ကြီးရဲ့ကိုကြီးဖြစ်မယ် ဒီကိုရဲ့တက်တန်းတော့ပညာရှင်တွေတွက်ချက်တာတော့ဒီနှစ်တန်းလောက်ကလေးအစားပြီးတော့မှကိုဖြစ်တည်ခဲ့တယ်လို့တွက်ကြတယ်ဆိုတော့ဒီကျော်ဆက်ပန်းဆွဲတဲ့ဟာနိတထုံလုံးမှာတပေလောက်ပဲထွက်တယ်လို့ဟိုပညာရှင်တွေကပြောကြတာပေါ့နော်ဆိုတော့ဒီကူထဲမှာရှင်ဒီမှာရှင်အဲ့လိုပဲဒီရှင်ချီတဲ့ရင်တို့မြင်းချီတဲ့ရင်တို့ဆိုတဲ့ဥစ္စာတွေကဒီရှင်နိတမောများစွာကလေးကဖြစ်လာတဲ့ကျော်ဆက်တိုင်တွေကျော်ဆက်ပန်းဆွဲတွေပေါ့ကျော်ဆက်ပန်းဆွဲတွေကြောင့်လည်းပေါ်လာတဲ့ဒီကျော်စီကျော်မောင်းလေးပါဒီကူထဲမှာရှိတယ်လို့ဟိုဒါရှိနေခဲ့တာပေါ့နော်ကျော်စီကျော်မောင်းတွေကတော့ဒီစီနာလေးမှာရှိပါတယ် ဟုတ်တာကြည့်မယ်လေ ဆိုတော့ဒါရှမ်းပြည်တောင်ပိုင်းအတွက်တမိုးကြီးရဲ့ကိုကြီးပေါ့နော် ဟုတ်ပါတယ်ဒီလိုဟိုစားပေါ့ကိုရဲ့တက်တန်းရလဲတန်းလေးချီပြီးတော့မှဒီဥစားအတွက်ဒေတာအတွက်တကယ်တန်ဖိုးရှိတဲ့ကူဖြစ်တယ်လို့ဒီလိုဘာသာသာသနာအတွက်လည်းဒီလိုစီခွန်ဆင်းလူတော်လေးအမျိုးအများရှိနေတာလည်းဒီကျွန်တော်တို့ရဲ့ဒေတာရဲ့ပြရုပ်တစ်ခုပုံရိပ်တစ်ခုပဲပေါ့ဒီဒါကြောက်စီကြောက်မောင်းဆိုတာဒီဒါလေးပေါ့အဲ့မှာဒီကြောက်မောင်းလို့ရေးထားတဲ့ဥစားကထိုးလိုက်ရင်ထူလိုက်ရင်မောင်းတန်လေးထွက်လာတယ်ဒီဖက်အားတော့ကြောက်စီလို့ခေါ်တယ်ထိုးလိုက်ရင်သူကစီတန်လေးထွက်တယ်အရင်ကတော့ဒီမှာချိုးလေးကြောက်စီကြောက်မောင်းတီးဖို့ဆိုပြီးတော့ဒုတ်လေးဝက်လုံးလေးထားပေးတယ်ဒါပေမဲ့အခုတော့အဲ့ဒါလေးတွေမထားတော့ဘာလို့ဆိုတော့ဒီကြောက်စီကြောက်မောင်းတွေခုနထိုးပါများရင်ဒီကူရဲ့ဥစားပေါ့နော်ဒီဖြစ်စဉ်တွေအတန်လေးကြောင့်တုံခါမှုကြောင့်ကိုယ်ပြည့်စည်မှဆိုလို့အဲ့ဒါသူကတော့တုတ်လေးတော့မထားတော့ဘူး ခုနကမှကျတော့လေကြောက်ဆက်ပန်းဆွဲတွေမှာရေတွေအဲ့မျိုးကြာနေတစ်ဆက်ဆက်ကြာနေရလေ ဟုတ်တယ်အဲ့ဒါကြောင့်သာပေါ့ကြောက်ဆက်အဲ့လိုကူကနေပြီးတော့မှကြောက်ဆက်ဒီလေးတွေအမြဲတမ်းကြာပြီးတော့မှတဖြည်းဖြည်းနဲ့အဲ့ကြောက်ဆက်ပန်းဆွဲတွေကြာလာတဲ့အခါကျကြောက်ဆက်ပန်းဆွဲတွေဖြစ်လာတယ်နောက်ပြီးတော့ကြောက်ဆက်တိုင်လေးတွေဖြစ်လာတယ်ဆိုတော့အဲ့ဒါလေးတွေလည်းဒီဖက်မှာကြီးလို့ရတယ်။သမီးရဲ့ဒီနေရာလေးကတော့နတ်သမီးရကန်းစင်လို့ခေါ်တယ် ဟောဘာလို့နဲ့တမီးရက်ခန့်စင်လို့ပြောရတယ် ဟိုဆေးတော့ရစကွေရတော့ဒီနေရာမှာနတ်သမီးတွေကရကန်းရက်ခဲ့တဲ့နေရာလေးမို့နတ်သမီးရကန်းစင်လို့ခေါ်လာပါတော့ဆိုတော့ဒီကြားနေတဲ့ဒီဟိုသားလေးတွေကိုကြောက်စပန်းဆွဲတဲ့မျိုးလေးတွေကတော့နတ်သမီးတွေရကန်းရက်တဲ့ချိန်မှာကြားနေတဲ့ချီခင်လေးတွေဆိုပြီးတော့မှဒါပြောတယ်လို့ဒီအော်အမှတွေးရတဲ့ခွက်လေးတွေကတော့ဒီချီခင်တွေကိုဆင်းဆိုးတဲ့နေရာလေးတွေပြီးတော့အဲ့ဒါကြောင့်ဒီနေရာလေးကိုနတ်သမီးရကန်းစင်လို့ဒီကူရဲ့အထင်တရားနေရာတစ်ခုဖြစ်ရှိနေခဲ့တာပေါ့ ဟုတ်ရေအရင်တော့ကဒီကြောက်ကူမှာဆိုဘာမှမရှိပါတော့ခုနောက်ပိုင်းဆိုဒီမျိုးစီပထိုးတွေဖျားစင်းတို့တွေအများကြီးတွေ့လာရတယ်နော် ဟုတ်တယ်အခုဒီနေရာလေးကိုပေါ့လွန်ခဲ့တဲ့ကိုတို့ဦးရုံငယ်တုန်းကနှစ်ပေါင်း30 40လောက်တုန်းကဒီနေရာလေးကတိတဘာဝလေးတိုင်းရှိနေခဲ့တယ် ဟုတ်ကဲ့ ဒီမှာဒီအခုနောက်ပိုင်းကျတော့ဒီလိုဆင်းလူတော်လေးဒီဟိုကြောက်စပန်းသွဲတွေမှာကလေးပြီးတော့မှလူတန်းလိုက်တဲ့အခါကျတော့ဒီတဘာဝလေးကိုဖုံးကွယ်လိုက်တယ်လို့ဖြစ်သွားတာပေါ့ဆိုတော့ဒီတဘာဝလေးအဖို့တန်မှုကတော့အဲ့လိုဟိုစားဖုံးကွယ်လိုက်တော့အားနည်းချက်တွေဖြစ်သွားတာပေါ့နော်တစ်ဖက်မှာကြည့်ရင်လည်းတစ်ခါကျတော့ဒီဟာဗုဒ္ဓဘာသာတွေကလူအတန်းပိုင်းဆိုင်ရာအရာဆိုတဲ့အခါကျတော့ဟိုလူသားမှုတွေကတော့ကုသိုလ်တော့ရတာပေါ့အမှန်တကူတတိထားရမှာတော့ဒီလိုတဘာဝအလားပါတွေကိုဟိုစားဒီကိုဒါလူသားမှုတွေကြောင့်မထိခိုက်အောင်တော့အတတ်နေဆုံးဆွန်ကျင်နေတယ်လို့တော့ထင်ပါတယ် ဟုတ်တယ်ဟုတ် ဒီကူထဲမှာဒီလိုဟိုစားပေါ့ကြောက်ဆက်ရေလေးတွေဟိုမှာတွေ့တာကြောက်ဆက်ရေလေးတွေကြားနေတာတွေ့နေမှာအဲကြောက်ဆက်ရေလေးတွေကြားရင်းနဲ့ဒီထဲမှာရေလေးစူးလာတဲ့အခါကျတော့အဲရေလေးကနိပတ်လေတော့အများအားရှိနေတယ်ရှိနေတော့အဲ့ဒါလေးကိုဒီနေရာလေးကိုနတ်ရေကန်လို့ဆိုပြီးတော့ဆေးရတူတွေကနေပြီးတော့မှနတ်ရေကန်ဆိုပြီးတော့မှပြောခဲ့ကြတယ်ပေါ့ ဒီကန်ရင်အပြည့်တော့မှာပေါ့နော်အဲဆို အဲ့လိုလည်းမပြေဘူးသူရဲ့တဘာဝအတိုင်းကတော့ဒီကန်လေးထဲမှာဒီအမြဲတမ်းတော့ရှိနေတယ်ကြောက်စရည်လေးတွေကြာပြီးတော့အမြဲတမ်းတော့ရှိနေတယ်ပြီးပြီးတော့ဆန်သွားတာမျိုးတော့မရှိဘူးဒါတော့အခုညနေရတော့ကိုရဲ့ကိုလမ်းဆုံးလေးပေါ့ ဟုတ်ဒီကလေးကနေဆက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုရနိုင်တယ်လဲဦး အခုကတော့မြင်နေရတဲ့အတိုင်းအခုဒါတော့ဆက်သွားလို့တော့မရဘူးဒါပေမဲ့ဟိုရှေးတုန်းကရစပုံရတော့ဒီပြီးတော့မှပကံကိုပေါ့တယ်လို့တော့ပြောကြတယ် ပကံအောင်ပေါက်တယ်ဟုတ် ပကံကိုပေါ့တယ်ပြောကြတယ်ဆိုတော့အဲ့အခုရဲ့ကျမ်းပြည်လေးကိုသွားပြီးတော့လေးလေးထူကြည့်လိုက်မှဆိုရင်ဒီနေရာမှာဆင်ပြီးထူလိုက်ရင်ဘာသာဝင်မထွက်ရဘူး ဟုတ်ကဲ့ဟုတ် ကျမ်းပြည်လေးသွားပြီးထူကြည့်လိုက်တစ်ဖက်မှာကူရှိလို့လိန်ခေါင်းတာလေးကြားရတယ်ဆိုတော့အဲ့လိုပိတ်ထားတယ်လို့ရှေးတုန်းကတော့အဲ့လိုလေးရှင်းပြတာရှိတာပေါ့ ဟုတ်ကဲ့ဟုတ် ဦးရေပြီးတော့ဒီကူထဲမှာလေဒီဖျားဖုံးပြည်သူတွေအတွက်ပေါ့နော်လေပေးတဲ့စနစ်ပေါ်ရှိတာ အဲ့လိုဒီလူတွေကနေပြီးတော့မှလေပေးတဲ့စနစ်ဖန်တီးထားတာတော့မရှိဘူးဒါပေမဲ့သူ့ရဲ့တဘာဝဒီကိုရဲ့အလယ်မှာကိုရဲ့ခုံမုံမှာမွန်းတဲ့ပေါ့ဆိုတာလေးတစ်ပေါ့ရှိတယ်ဆိုတော့ကိုရဲ့အဝင်ဝါမှာကိုပေါ့ရှိကြီးရှိတယ်နောက်တော့ကိုရဲ့ခုံမုံမှာမွန်းတဲ့ပေါ့လေးရှိတော့အများအားဒီလေလေးကသူ့တဘာဝအတိုင်းပဲလေပတ်နေတယ်လို့တော့အဲ့လိုထင်ပါတယ် ဟုတ်ကဲ့ရှင်
နေရအရန်ကိုလာတာပဲနော် ဟုတ်တယ်ဒီညောင်မင်းရဲ့နှစ်ပေါင်းရာကျော်ရှိခဲ့ပြီပြီးဒီညောင်မင်းရဲ့အောက်မှာဆိုပွဲတွေလုပ်တယ်လေဒီ3လပိုင်းမှာဆိုရင်ပွဲလုပ်တယ်ဒီအနေနဲ့ရက်ကသူတွေလာလဲကြတယ် တကယ်ချင်းနေရငါ့ကိုဘယ်သူနဲ့မိတ်ဆက်ပေးမလို့လဲ ဓမ္မကတနုရွရအကဖွင့်နေမိတ်ဆက်ပေးမယ်ကိုဆိုင်ထောင်အကဖွင့်နေမိတ်ဆက်ပေးမယ်လာပြီမောင်လေးမတွေ့တာကြာပြီနေကောင်းလားမင်္ဂလာပါမရန်ကုန်ကလာတဲ့အမတငယ်ချင်းလေးအမောင်လေးတို့အကဖွင့်ဖြောပြပေးပါအောင် ဟုတ်ရတယ်ဗျကျွန်တော်တို့ဒနူရဲ့ကိုယ်ရဲ့ရိုးရာပေါ့နော်ကိုယ်ရဲ့ရိုးရာရင်ကျင်းမှုကိုယ့်ရဲ့ရိုးရာသမိုင်းတွေပေါ့နော်အဲ့ဒါတွေကိုသိပညာနဲ့အခြေခံပြီးတော့မှရိုးရာကာကွယ်တွေပြီးမြင်ရိုးရာလောက်ကန်စားတော့ပုံတွေကိုဒီပါပေါင်းစားပြီးတော့တီထွင်ပြီးမှအကား ပုံစံလောက်ထားပါတော့ ကျွန်တော်အခုပထမဆုံးနေနေပေါ့နော်ကျွန်တော်ဒနူရိုးရာအကားပေါ့နော်အကွက်ဖို့ပြီးတော့မှကားပြလိမ့်မယ်ဗျ ဟုတ်ကဲ့ ဘူဘာစင်ဆက်မှာကားပြလာတယ်ပေါ့ဒါသိန်းပေါ့နော်ဒါသိန်းကတော့အမတို့တင်ဆက်ကားကြအောင်ဗျ ဟုတ်ကဲ့ချင်း ကိုဆိုင်တဲ့အောင်နဲ့ဒီအကိုတို့ရဲ့ကားတစ်ဖွဲ့လုံးကိုညီမတို့ညနေမှာကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရိုးရာကိုလာမင်းလေးလာပြီးတဲ့အတွက်ကျွန်တော်တို့ဖက်ရလဲကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ ဒီပေးနေရမှာလေစက်ကူနဲ့ထီးလုပ်ငန်းရှိရယ်အငေါတကြည့်စီအောင် ဟာလေဒီစက်ကူနဲ့ထိလုံနေဘယ်လိုလုပ်လဲဆိုတော့အရင်သိကျင်တာဟာတတ်ကြည့်အောင်လေ မင်္ဂလာပါ အန်ဒီ မင်္ဂလာပါရှင် မင်္ဂလာပါညီမရေအမလေးဒီဆန်းစစ်ကူလုပ်ငန်းကိုလေအဆုံးဆင်းနေပြီမယ်နော် ဟုတ်ကဲ့ဟုတ် ဒီမှာလေးမဆန်းစစ်ကူကဒီမှာလေးဒီအပြင် shopping ပေါ့နော် shopping အခေါက်နဲ့လောက်ရလေ ဟော shopping အခါ ဟုတ်ကဲ့ပါဒီမှာရေးဒီမှာလေး shop လို့ခေါ်တယ်ဆိုတာပြမယ်နော် ဟုတ် ဒါ shopping ပေါ့ အော်ဆက် ဒါကတော့ခေါ်ပြီးတော့မှလေအချောက်ခံရလေချောက်ခံပြီးတော့မှအမလိုကဒီဒါချောက်ခံပြီးသား shop ပေါ့ အော် ဒါကိုအမလိုကလေတညရေစိမ်ရသေးတယ်လေဒီတွင်မှာတညရေစိမ်ပြီးတော့မှမီးဖိုကပြန်နေ8နိုင်ရေပြောက်ရလေဒီ shop စစ်ကူတော့ အော်ဒါပါ ခေါ်ပြီးသားပေါ့ ခေါ်ပြီးသား ဆိုပေါ့ဒါအမတို့ကအချောက်ခံရလေချောက်ပြီးသားဆိုတော့ပဲ ဒီ short ကကြအမတို့စိုက်ထားတာလားသို့မဟုတ်ဈေးကနေဝယ်ရလား အမတို့ကစက်တာမဟုတ်ဘူးအမတို့ကဒီပင်းတရားနဲ့ကျွန်တော်တို့ဒီရက်ဆော့တို့ပင်လောတော့မှလေအဲ့သူတို့ကရွာလူတွေကဒီကိုလက်ကျွန်းချတာပေါ့ အော်လာပါ ဟုတ်တယ်ဟုတ်တယ်အမတို့ကတနစ်စာဆိုရင်ဒီ short လေးကိုဝယ်ပြီးမှစစ်ကူလို့ဖို့အတွက်ကိုလှောင်လိုက်ရတယ် ဒီလိုလာရောက်တဲ့လူတွေကြတော့သူတို့အိမ်မှာစိုက်ကြလားဒါမှမဟုတ်ပဲနဲ့တောထဲကနေယူရလား သူတို့ကတောထဲမှာလေတောထဲမှာယူတာတောထဲမှာဆိုသူကအပင်အမြင့်တော့ရအပင်ပေါ့ဆိုတော့လေအပင်တွေအများကြီးလေအများကြီးဆိုတော့သူကအပင်ကိုခေါ်ပြီးမှအဲ့လိုခွာရတယ် ဟုတ်ဒီရဲ့အပင်နဲ့မဲရောရှိလားပြီးတော့ဘယ်လိုနေရာမှာပေါက်တာလဲ အပင်ကတော့တောထဲမှာပဲပေါ်တာလေးဒါဆိုအပင်နာမည်က short တရားဒေတာခေါ် shopping ပေါ့နော် shopping တချို့တွေလည်းတာလဲ short ချို့တွေလည်း fiber plan လည်းခေါ်ကြတယ်မျိုးပေါ့နော်သူကဒေတာအမျိုးမျိုးဆိုတာအမျိုးမျိုးခေါ်ကြတယ်ဒီကတော့မတို့က short ပဲခေါ်တာ shopping ပဲခေါ်တာ ဒီရှမ်းစက်ကူလုံးကအဓိကလောက်တာဆိုတော့ဒီအပင်တွေကိုမစိုက်ဘူးလား မစိုက်တာဆိုတာလေဟိုကလေဟိုမြေတွေအများကြီးရှိမှရလေဘာလို့ဆိုသူကအပင်တွေကတအားကြီးထွားလွယ်တော့လေအမြင့်တော့ရအပင်ပေါ့ဆိုအပင်တွေအများကြီးပေါ့ဆိုတော့သူကမတတ်နိုင်တောထဲမှာပဲဟုတ်တယ်ပေါ်တာအပင်သူကအမြင့်တော့အပင်ပေါ့ဆိုတော့အပင်ကမြေကအများကြီးရှိမှရလေအဲ့ဆိုဒါဆိုတောထဲမှာသူကသူတဘာဝပေါ့နေဆိုတော့တော့ခောက်လို့ရတယ် ဟုတ်ကဲ့ရှင်ဟုတ် အမတရားလေးဒီအခေါက်ပေါ့နော်အဆုံးဒီမှာလေးမိဖို့ကပြန်နေ8နိုင်ပြောတယ်ပြောပြီးတော့မှလေရေစင်အောင်ဆေးပြီးတော့မှလေဒီမှာလေမိနစ်တစ်သားပြားပေါ်မှာလေတစ်သားတူလေးနဲ့ထူးတဲ့ဟာဒီမှာကြည့်လို့ရကြမှာနော် ဟုတ်ကဲ့ရှင် တူလေးနဲ့မိနစ်20ခန့်ထူးမှလေထူးတော့မှဒီမှာစိတ်ကူလုပ်ပြမယ်နော် ဟုတ်ကဲ့ဟုတ် မိနစ်20ထူပါ မိနစ်20ထူးတာ
တိတ်ရွက်လေးပန်းလေးကဘာလို့တာလဲ တရလေပန်းလေးတွေကလေဘာလို့စက်ကူ decoration အတွက် အော်တကယ် အလားရှင်တာလေအဒီမှာဆိုဒီဇိုင်းအမျိုးမျိုးပေါ့အမတို့ကလည်းပန်းတွေကလည်းရက်ဒီပေါ်ပန်းသုံးရလေမိုးတွင်းဆိုရင်မိုးတွင်းရှောင်းတွင်းဆိုရင်ရှောင်းတွင်းပေါ့နော်အဲဒီပန်းလေးတွေကို decoration အတွက်သုံးတာ ဟုတ် အဲဒီဒါစက်ကူဆော့ထူပြီးသားပေါ့ ဟောမိနစ်20ကြာပြီ ထူပြီးသားအဲထူပြီးသားကိုဒီမှာမြေအိုးထဲမှာလေရေလေးထိုင်မှဖြော်လိုက်မှလေဒါရိုးရိုးရေပဲဟုတ်ရိုးရိုးရေနဲ့ဖြော်မယ်ပြော့ဖတ်လေးရအောင်မပြော့ဖတ်ကိုဒီမှာတစ်ဆင့်အဲဒီစက်ကူဝါပေါင်ခါရတဲ့ထဲကိုထဲမှာလေ အော်ကြတော့ဘာလို့လိုက်ကြလဲ ဒါပြော့ဖတ်လေးကိုဒီမှာဖြန်းလိုက်မှလေ အော်ဖြန် စက်ကူတွေဝါပေါင်ခါရတဲ့အဲ့ဒါပြင်ကိုညီအောင်ဖြန်းလိုက်မှလေအထူးဘာညီအောင်ပေါ့ ဟုတ်ကဲ့ဟုတ်မလိုကလေစက်ကူမျိုးလိုရည်လားဒီပန်းစက်ကူကျတော့အတီကအမလိုကလေမီးအိမ်လေးတွေပေါ့ ဟုတ် အဲ့ဒါလေးအချိန်ပေါ့နော်မီးတင်းကျွဆိုရင်လည်းမီးအိမ်ထွန်းလို့ရတယ်ဒီမီးအိမ်လေးလောက်တယ်စာအုပ်တွေစာအိတ်တွေရတုံးလေးပေါ့နော်ဒါကဒီပန်းတော့ပါတဲ့စက်ကူကျတော့ထီးတော့ရလေအဲ့ထီးကဒါကကြမယ်မော်ဒီကတုံးသူလေးဓမ္မလေးပေါ့ဒီကတုံးသူလေးအဲ့ဆောင်းဖို့တဲ့မိုးစုခံထီးလောက်တယ်လေ ဟုတ်ကဲ့ မိုးစုခံထီးဆိုရင်စက်ကူပြုံတုံးထားပေါ့ဒါကကြတယ်အဲ့စက်ကူပြုံကလေပြောပါလေတင်းကျွဆိုရင်လေတောင်ကြီးကတဆောင်းတဲ့ဘီဘုံပြန်ပွဲလေအဲ့ဒီတော့ဒီစက်ကူပဲတုံးတယ် အော်မျိုးမြတ်အတွက်လည်းဒီစက်ကိုပဲတောင်းတယ် နည်းနည်းထူတာပေါ့နော်စိတ်က စက်ကိုပို့ထူမှာပေါ့ ဟုတ်ကဲ့ဒါဖြည်းဖြည်းချင်းမှားလိုက်မယ်ညီမလေးရေစီဝအောင်ပေါ့နော်ရေစီပြီးတော့မှဒီမှာအချောက်ခံဒီမျိုးချောက်ခံရမှာလေဒါချောက်ပြီးသားပေါ့နော်အမချောက်ပြီးသားပြန် တိတ်ရွက်လေးပန်းလေးထည့်တာပဲနော် ဟုတ်ကဲ့ညီမဟုတ် 6တော့လေတော်တော်လာ ဒါဟုတ်တယ် ဒါခွာတယ် ခွာဟုတ်ပါ ခွာတဲ့ခါကျ beauty site ခွာမှာပေါ့နော်လေ အဲ beauty site ဆိုဒီမှာဒါတဲ့အမတို့ကဒီပေါ်ဖြင်စားလေအမတို့ခွာရလွယ်ဆိုရေနံကြီးတောက်ခါတာညီမ အော် ရေနံကြီးတော့ခွာရလွယ်လေအဲ့ဒါပဲဒါမဲနေရေနံကြီးတောက်ခါတာပေါ့ အော်ဟုတ်ဒါကပါရေကြီးတော့လိုက်တာ ဟုတ်ကဲ့ အဲလာလိုက်တာ ဒါဆိုချိုးလေးဆိုမှလေဟိုမန်ပရင်ပေါ်မှာရှိတဲ့တကားတွေဆိုရင်လေဒါလေးဖြတ်ပြီးတော့မှ decoration လောက်တအားလာတယ်ဟုတ်ကဲ့ ဒီတရက်ကဘယ်လောက်ရောင်းလဲအဲ့ foreigner ဆိုရင်အမတရွတ်2000 3000ရောင်းရင်ညီမအစားတော့ဟုတ်ကဲ့အဲ့ဆန်းစစ်ကိုလေးဒီမှာလေဒီမျိုးထီလို့ပြန်ပြီးတော့ပြပြမယ်နော် ဟုတ် ဒီမှာလေဒီထီကအဲ့ထီအခေါကလေညီမကြီးဒါကြောင်စာသားနဲ့သုံးတယ်နော် ကြောင်ရှာ ကြောင်စာသားဘယ်လိုသုံးလဲဆိုကြောင်စာသားကသူကအမလေးသူကငကိုကအတွင်းမှာလေသူအခေါပေါက်ပါပြီးသား အော် အခေါပေါက်ပါလို့သုံးရလွယ်အသားပေါ့နော်ဟိုတော့ခါကြားတယ်ဝါးတွေပေါ့အဲ့ဒီဟုတ်ကဲ့ဝါးတွေပဲဟုတ်တယ် ဒီကြောင်ရှာသားကကြပေးရ ဒီကြောင်စာသားလည်းတရားတော်ထည့်ရပဲရတာနော်လေသူက ဘာလဲဒီတော်ထဲရ ဟုတ်တယ်တော်ထည့်ရပဲဟုတ်တယ်ဒီမှာဒီဒါလေးစစ်ကူသုံးထားပါညီမရေ အော် အဲဆိုမုစုခန်လေမုစုခန်ဒီဘူးခန်ပေါ့အခုဒါဆိုရင်ဒီမိုးရင်းဆိုရင်လေဒီတောထဲရာတွေတို့ကဒီလေသမားတွေပေါ့လေသမားတွေဒီထီကိုမုစုခန်ဒီဘူးခန်ဖို့အတွက်ဒီထီလေးသုံးကြတယ်လေဟောတဲတယ်မရှိရင်ဒီထီကိုအမိုးဖြစ်သုံးရပါတော့ အော် မိုးဖြစ်သုံးတယ်ဟုတ် ဒီထီအသေးလေးကျတော့ဘယ်နေရာမှာတောင်းတာလဲ ဒီထီသေးလေးကတော့ငါဆိုင်အသက်လေးကသူတို့အမှတ်တရဟောပြန်ကြတယ်အခုစောက်တော့ဆိုင်လို့ဟိုတယ်ကျတော့သူတို့ decoration အတွက်အလားရှင်တာပေါ့ဟုတ်ကဲ့အခန်းထဲမှာအလားရှင်ရလေ အဲ့ဒီဒီထီးကအကြီးပဲရောဘယ်မှာသုံးတာလဲ ဒီထီကြီးရလေပါဆိုအခုစောက်တော့ဆိုင်လေးဟိုတယ်တွေပေါ့နော်ဟိုတယ်တော်များဒီထီကိုသုံးကြလေပါဆိုတာလည်းနည်းနည်းအကြမ်းတမ်းခံတာပေါ့နော်မုစုခံဒီဘူးခံငါချားတဲ့အသက်ဆိုရင်လည်းဟိုဒီမှာကလေသူတို့ဝယ်ကြလေအဓိကတော့ပြင်သစ်ပေါ့နော်ပြင်သစ်နဲ့ဂျာမနီနိုင်ငံနဲ့သူတို့ဝယ်များနေမှာ အော် ဒါအဝတ်စားနဲ့လောက်ဟာလေဝတ်စားနဲ့လောက်ဟာတဲ့အပေါ်ကိုရီတော့တော့မုစုခံတော့လေသူတို့များဝယ်ကြတယ်မှာ ဒီထီးအကြီးတစ်လက်ဆိုရင်ဘယ်လောက်ရှိလဲ ထီကြီးတက်လက်ဆိုရင်အမ6000ထိကျောင်းတယ် ဒီချိပေါ်မှာဆွဲထားတဲ့ဒီကလုံးလက်ရည်ကြတော့လေမတော်မတော်ကန်ဆွဲ အမကိုယ်တိုင်ဆွဲတာဟုတ်တယ် ဆိုတော့သုံးတဲ့စီကကြတော့ဘာ သုံးတဲ့ဆေးရတော့မုစုခံဒီဘူးခံတယ်ဘောနော်ကတင်ပေါ်ဆေးတွေပေါ့တင်ပေါ်ဆေးတွေပဲဟုတ်ကဲ့ အဲ့ဒီမီးပေါင်းလေးတွေကခုနစကုလောက်ထားတာနော် ဟုတ်ကဲ့မဟုတ်ကဲ့အလေးဟောဒါဝါပေါ့ဝါ frame ပေါ်မှာလေဒါဒီစက်ကူလေးကတ်ရပါဘာလို့ဒါလေမိဘကလေတည်ရတဲ့လွယ်လေတော်များအဲ့တဲ့လေးကြကြတယ်ဘာလို့ဒါသတင်းကျွလို့လေဒူရဒီဆိုရင်မသူကအော်တိုဘာလာစင်တူရဒီစားကြလေအဲ့တဲ့များတော်များကြကြတယ်ဘာလို့ဒါခေါ်ရတယ်လေခေါ်လဲခေါ်တော့တော်များကြကြတယ်ပုံစံမျိုးမျိုးပေါ်မှာဒါလေ အော်အဲ့စီရလေး ဟုတ်ကဲ့ဒါပန်းစင်နဲ့ဒီဇိုင်းမျိုးစုံပဲဟုတ်ကဲ့ညီမဒါလည်းဟုတ်ကဲ့စစ်ကွန်မလောက်တာဒါလည်းနဲ့တည်ရလွယ်လေဆိုတော်များအဲ့တဲ့လေးဒီမျိုးခေါ်လိုက်ကြတော့ နေရာလည်းမရှိတော့ နေရာလည်းမယူတော့ဘူးဒါလေးတွေကစိတ်ကူပြောင်းပေါ့စိတ်ကူပြောင်းဆေးဆိုးခလေကလာစုံစီးတယ်ဒါဒီကလာလေးတွေကတော့ဒီကတော့စပိန်နဲ့အီဒီဒီရွေးတော့များချက်ကြတယ် မင်္ဂလာပါခင်ဗျာဘုန်းတော်လုံးမြန်မာဓမင်းဆိုင်အနေကြိုဆိုပါရစေကျွန်တော်တို့ဘုန်းတော်လုံးမြန်မာဓမင်းဆိုင်မှာဆိုလို့ရှိရင်ဒီဒနုကိုပိုင်အချုပ်ခန်းဒေသမှာဖွင့်ထားတဲ့ဆိုင်ဖြစ်တဲ့အတွက်ဒနုအစားအစာတွေကျွန်တော်ရရှိနိုင်ပါတယ်
ဓနုစားစာရီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အာလူသမင်းနယ်လူဟာမျိုးနောက်ဒီဓနုစတိုင်ငါးသမင်းနယ်လူဟာမျိုးတွေကျွန်တော်ရရှိပါတယ်ဟင်းနေဆိုလို့ရှိရင်လည်းဓနုဟင်းလျာတွေဖြစ်တဲ့ကျွန်တော်တို့ယာတီပေါ်တီးနှံတွေလက်လက်ဆက်ဆက်ကျွန်တော်တို့စားတော့လို့ရပါတယ်နောက်ပြီးတော့ဝက်ငပြောဘူးနဲ့လူဟာမျိုးတွေကျက်မှုငင်းချင်တို့ဝက်ဝင်ငင်းချင်တို့စသဖြင့်ဒေသစတိုင်နဲ့ချက်ပြုတ်ထားတဲ့ဟာတွေရပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဟင်းရည်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒေသထွက်တဲ့ပဲမျိုးမျိုးကိုကျွန်တော်တို့လက်လက်ဆက်ဆက်အရသာရှိရှိနဲ့ချက်ပြုတ်ထားတဲ့ဟင်းရည်တွေရရှိပါမယ်အသားဆိုရင်လည်းကျွန်တော်တို့ဒီဒနုစတိုင်ချက်ပြုတ်ထားတဲ့အသားရင်ယူရစတိုင်ကိုကျွန်တော်တို့စားတော့လို့ရမှာဖြစ်ပါတယ်ဒါဘုတ်လို့ရေကန်လေးသူကပင်လယ်ရေပြင်ထက်3880မြင့်တယ် အော်ဦးလေးဒီရေကလေဟိုအသုံးပြုနေကြရဲဆိုတော့ရေဝင်ရေထွက်ရှိလို့လား ရှိတယ်ဘာလို့ဆိုဒီတောင်တန်းတွေကနေပြီးတော့မှစီးဆင်းလာတဲ့ချောင်းတွေကဒီဇီကန်ရဲ့ဒီလေအိဒီယာဒီချောင်းထဲကိုဒီထဲကိုဝင်နေတော့ဝင်ပြီးတော့ဒီကနေဝင်ပြီးသတ်မှတ်ထားတဲ့ level တခုရောက်လာရင်သူဟိုဘက်ကနေပြန်ပြီးတော့ထွက်သွားတယ်အဲဒါကြောင့်လည်းဒီရေကန်မှာမြို့ကနေပြီးတော့မှသူတို့အတွက်သုံးဆွဲနေကြတယ် ဟုတ်ဒီရေကဘယ်လိုစီးဆင်းသွားရလဲဦး ဒီကနေပြီးတော့မြို့ဒီ office လေးရာမှာရှိတဲ့ချောင်းထဲကိုစီးဆင်းသွား ဟုတ်ကဲ့ဟုတ်နေရာဒီကြရရေခံလာရယ် နွေရာဒီကျရင်တော့ရေသူကတော့အခုအချိန်မှာဆိုတော့ဒီမိုးရေပြည့် level 73ပေလောက်ထိရှိတယ်ဒါပေမဲ့နွေရာဒီရောက်သွားရင်တော့9ပေလောက်ထိကိုပြန်ပြီးတော့ကြာသွားတယ်ဆိုတော့အဲ့ဒီမျိုးဥစ္စာမဖြစ်အောင်တော့ရေလုံးဝမခန့်အောင်တော့မိုးရာဒီကျရင်ရေပြည့်အောင်ပြန်ပြီးတော့မှချွန်းရည်တွေကလည်းပြန်သွင်းရတာပေါ့ ဟုတ်ကဲ့ နောက်တော့ဒီရဲ့ကံရဲ့အောက်မှာလည်းထွက်တဲ့ရေထွက်တွေလည်းရှိတယ်ကံရဲ့အတွင်းထဲမှာပေါ့ အော်ဟုတ်ကဲ့ရှင် ဒီကံကတော့ဒီပုံတလုတ်ကံဆိုတာကဒီဟိုးဒီဖြစ်ရွှေဦးနဲ့တမိုင်းနဲ့ဆက်စပ်နေတဲ့ရေကံပေါ့နော်ဒီမြို့ရဲ့အလယ်ထဲမှာလည်းတည်ရှိတယ်မြို့ဝင်လာချင်းဒီပုံတလုတ်ရေကံတွေ့ရတယ်နောက်တော့အရင်ကသမီးခုနှစ်ပေါ်ရေချိုးခဲ့တဲ့ဆိုတာကလည်းဒီရေကံပါပဲအဲဆိုအဲ့လိုရေချိုးခဲ့တယ်နောက်ပြီးတော့ဒီမြို့တက်တော့အင်မတန်ဥစ္စာပါပင်နေရမှာပင်နေရဆိုတာပင်နေရအတွက်တော့ဒီပုံတလုတ်ရေကံတမိုင်းဝင်တဲ့အရာတွေပဲအဲဆိုဒီမြို့မှာရှိတဲ့သာသနာတွေထွန်းကားခဲ့တဲ့ရေစီဒီပထိုးတွေတက်ခဲ့ဖို့အတွက်လည်းဒီရေကံပတ်ဦးကျင်မှာဒီကံရဲ့လက်ရှိနေရာတွေမှာတူးဖော်ပြီးတော့မှအုပ်တွေလောက်ဟိုပကံပြီးမှရှိတဲ့ပကံခိတုံးကလူမျိုးပဲအုပ်ချကြီးတွေဒီထက်မှအုပ်တွေဖောက်ဟိုတော့ရှေးတုံးကလူတွေဒီလိုဖျားတွေဒီမှာအနံအပြားမှာဖျားတွေစီဒီအများကြီးတဲ့ခဲ့တယ်ဆိုတော့ဒီရေကန်ရဒီပင်တရားရဲ့ပင်တရားလို့ပြောလိုက်တာ ਨੇ တနူဒေတာလေးမှာဒီတနူလူမျိုးတွေရဲ့ပင်တရားပုံတလုတ်ကန်ရဲ့ဒီရွှေဥမင်းရဲ့နောက်တော့ဒီနောက်အစိမ့်လန်းနေတဲ့တွန်တန်းလေးကခွဲတော့မရဘူးပေါ့နော်ဆိုတော့ဒီရဒီဒေတာလေးကိုလာလိုက်တဲ့ဧည့်သည်လေးတစ်သက်လုံးမှာပင်တရားရောက်ဥခဲ့ပြီးရှင်တော့သူတို့အများအားသူတို့ရင်ထမအမရနေတယ်ပင်တရားလို့ပြောလိုက်တာ ਨੇ ပုံတလုတ်ကောင်မြင်သလိုရွှေဥမင်းဖျားတွေနဲ့တနူလူမျိုးတွေဒီတွန်တန်းလေးတွေကိုအများအားမြင်နေရတာပေါ့နော်ပင်တရားလည်းရောက်တော့ဒီပုံတလုတ်ကန်ရဲ့နဘေးမှာဒီကပလံလေးမှာပုံတလုတ်ကန်လာပါလိကြီးနဲ့ဒီငင်းလေးခံရနေလမ်းဆောက်ကြတယ်妈耶，俺这这边可能俺这里你这样， အေးတကယ်ချက်စား 人家拉萨的嘛，拉萨的， ကြည့်နေတယ်ပေါ့နော် 好三妈， လက်ဆက်ပြချုံးညာပဲညီမ
မလေးငါးကြော်လေးကလက်ဆက်ပြီးတော့ချိုးနေရပဲနောက်ခေါက်ကြရင်အမတို့လာလဲကြမယ်နော် ဟုတ်ကဲ့လာလဲပါစင်တရားငါးတွေကအရင်လက်စားတယ်အမောက်လာအမြဲတမ်းကြော်ကြွေးပါမယ် တကယ်ကြော်ကြွေးမှာနော် ဟုတ်ကဲ့ ဆောက်လို့ကောင်းတယ် ဟုတ် ဒါလည်းမနောက်တော့ ဟုတ်လာလဲစင်တမီးတို့အမြဲတမ်းကြွဆိုနေမှာ ဟုတ်ပြီတဲပင်ကျောင်းလို့ခေါ်တယ်ဒီတဲပင်ကျောင်းထဲမှာဆိုရင်ရှင်းအောင်ပစ္စည်းအများကြီးရှိတယ်တော့ဝင်ရောက်လေ့လာမယ်လေ ဟုတ်ပြီလားဆက်မယ်လား ဦးရေမင်္ဂလာပါ မင်္ဂလာပါသမီး ကဲဦးရေသမီးရဲ့တငယ်ချင်းဒီကျောင်းလေးရှင်းပြပေးပါအောင်နော် ဒီကျောင်းကြီးကတော့သမီးတို့ပါလေဒီရွာဒီစားတွေကဆိုတော့နှစ်နဲ့ပြောမယ်ဆိုတော့နှစ်200အထက်မှရှိတာပေါ့ နင်းနေ နှစ်200အထက်မှရှိတဲ့ခါကျတော့ဒီလိုတိုးနေရကလည်းဦးတို့ချမ်းပြေမှာဆိုရင်ဦးအသက်ဆိုရင်ဦး69နှစ်ပေါ့ဒီလိုတိုးနေရရှိတဲ့လေကားနဲ့ကျောင်းကဘယ်မှမရှိဘူး ဟုတ်တယ် တော့သမီးတို့ကျောင်းပေါ်မှာလည်းရှေးအောင်လက်ရာတွေကိုလေ့လာတော့ပါအောင်နော် ဟုတ်ကဲ့ရှင် ဒီလိုက်ပြီးတော့ရှင်းပြပါ ဟုတ်ကဲ့ သမီးဒီကျောင်းကတော့တက်သားကျောင်းကြီးပေါ့လေအပေါ်ကထုတ်ရောက်တွေကလည်းထုတ်ဆိုရောက်ဆိုတော့သိရှိကြတဲ့ကျောင်းကြီးပေါ့ ဟုတ် သမီးဒီလိုလက်ရမျိုးကပြင်းရမျိုးနယ်ထဲမှာဆိုရင်ဒီတစ်ကျောင်းပဲရှိတယ် ဟုတ်ကဲ့ဟုတ် အမတန်ဝင်လို့ရှိကြတဲ့ကျောင်းကြီးပေါ့လေဒါကြီးကတော့ ဟုတ်ကဲ့ နော်အဲ့တော့ဒီကျောင်းကြီးကဟိုရှိကြတာတော့ဒါတော့ဒီပဲမြင်တာနဲ့ကိုပြောလို့ရတယ်လေဦးတို့ဒီမှာကြားတဲ့ခါကျတော့မှန်စီရွေရဘေးမှာဒေါင်းကြီးတွေကိုထားခြင်းအဖြစ်မြန်မာပြည်နေခေတ်တုန်းကဒေါင်းကမြန်မာနိုင်ငံရဲ့အထွတ်အမြတ်ဖြစ်တဲ့အတွက်ဒီဖျားစဉ်တန်ခါစဉ်မှာလည်းဒီဒေါင်းရုပ်ကြီးတွေနဲ့ပကြီးတွေဆွဲထားတာသမီးတို့ဒီမှာသိချကြည့်သွားကြည့်ပါနော် ဟုတ်ကဲ့ဟုတ် ဒီကျောင်းကြီးပေါ်မှာကတော့ဒီဖျားရတာရှေးဦးပထမဦးဆုံးကျောင်းကြီးပေါ့လေသမီးနော်ကျောင်းဆိုတော့ဒီဖျားကလည်းကျောင်းဦးဖျားပဲပထမဦးဆုံးဒီကျောင်းစတည်တဲ့ချိန်တုန်းကဖျားနောက်ဒီဖျားကသူကမှန်ဖျားလို့ခေါ်တယ်မှန်ဖျားဆိုတာပို့လေးပဲလူ2ယောက်မှလို့ရှိရင်မလို့ရတယ်တရားဖျားကြီးရနော်အဲ့တော့ဒီဖျားကြီးရဲ့အထက်မှာမျက်နှာကျက်ကလည်းဦးတို့ပြင်းရမှာပကံမင်းရှေ့ကလှူထားတဲ့ကပီးတစ်ခုရှိတယ်လေအဲ့ကပီးတဲ့တောင်မှဒီမျက်နှာကျက်ကြီးကစိုးနေတဲ့အခါကျတော့ဒီဖျားရဲ့မျက်နှာကျက်ကြီးကပကံမင်းလက်ထက်တဲ့တောင်စိုးနေတယ်လို့ပညာရှင်တွေလည်းအဲ့လိုသုံးသပ်တာပေါ့လေသမီးနော်ဒါကြောင့်လို့သမီးတို့လေ့လာလို့ရတာပေါ့ဒီမှာရှေးခါတော့အကြောင်းတကာတွေကလည်းတူဦးပြီးတူသူတို့နိုင်တဲ့လောက်ဆောက်လို့လူတန်းတဲ့အခါကျတော့ဒီကျောင်းကြီးကအကျောင်းဆောင်ကြီးက9ဆောင်ရှိတယ် အော်ခုန ကျောင်းဆောင်ကြီးက9ဆောင်ကတစ်ခုချင်းဆိုတဲ့အခါကျတော့ရှေးဟောင်းလက်ရာက6ဆောင်ရှိတယ် ခုနကအလုပ်ဖုန်းဝင်လာတယ်ရီကြီးကိစ္စနဲ့ငါပြန်ရမယ်အဲ့တော့နေမလေးဖင်ကြရအောင်တောက်ထဲသွားလိုက်နော် ရတယ်နည်းလဲငါ့ကိုလိုက်ပို့ပြတော်တော်ပင်ပန်းနေလောက်ပြီ ငါလည်းလိုက်ပို့ချင်ပါရဲ့ဟာ အေးပါငါလည်းညအားနာလာပြီဟုတ်ပြီရတယ် ဒီနေ့အမျိုးနဲ့တဲပင်ကျေးရွာလို့ခေါ်ပါတယ်ဒီရွာလေးကခုနပြောတဲ့အိတွင်းလက်မှုလုပ်ငန်းအနေနဲ့ရှိတဲ့လုပ်ငန်းကိုတပတ်တည်းရက်တယ်နောက်တစ်ခါကျွန်တော်တို့ဟိုတယ်မှာတွေသုံးတဲ့လက်တုပ်ဘွားတွေပေါ့လေအဲ့ဒီအရာတွေကိုဒီမှာအဓိကထားရက်ပါတယ်ဒီရက်ကန်းရက်တဲ့လုပ်ငန်းကဒီရွာထဲမှာဆိုရင်ရက်ကန်းစင်ပေါင်း18စင်လောက်ရှိတယ်ဒီအမေဆိုလို့ရှိရင်သူ့အမေလက်ထက်ကလည်းရက်ကန်းရက်တယ်သူ့အမေတွေရဲ့ပြောစကားအရာသူ့အဖွားတွေတုန်းကလည်းရက်ကန်းရက်တယ်လို့ပဲသူတို့ပြောပါတယ်အဲ့တော့ဒီလက်တော့ဘွားလေးတွေကတော့ဒီဒေတာသုံးပေါ့လေမြို့ကြီးတွေမှာလည်းဒါသုံးကြပါတယ်ဒီအရာလေးတွေသူတို့ရက်တဲ့အခါမှာဒီတစ်ထည်ကိုသူတို့900ရပါတယ်ပေါင်းတဲ့တပတ်ကလေးတွေပေါ့ဒီတပတ်ကလေးတွေကတော့ဒီတစ်ထည်ကို1500ရောင်းတယ်သူတို့ဒီရောမှာအဲ့တော့ဒီလိုရှိတဲ့လုပ်ငန်းလေးတွေရှိတဲ့အတွက်ဟိုတယ်တွေအနေနဲ့ကလည်းနယူးရီးယားကြလို့ရှိရင်နိုင်ငံသားတွေကိုဟင်းမိတ်ကိုလက်ဆောင်ပေးရတဲ့အမြတ်တနိုးပေးရတဲ့အခါမှာနိုင်ငံသားတွေလည်းကြည်နူးကြတယ်ဒီဟာလေးတွေပေးတဲ့အတွက်တငယ်ချင်းဒါတငယ်ချင်းတည်းရမယ်ဟိုတယ်ပေါ့ Korean Cape Hotel တဲ့မင်္ဂလာပါ မင်္ဂလာပါ Korean Cape Hotel ဆိုဆိုရရှိ ဟုတ်ကဲ့ပါရှင်ဒီ
ဒီဟိုတယ်မှာအခန်းနေရဘယ်လိုမျိုးအမျိုးအစားတွေဘယ်နှမျိုးရှိရလဲရှင့် အပါအခန်းမျိုးစားတော့တစ်မျိုးလည်းရှိတာဖြစ်စီရတဲ့တစ်မျိုးလည်းပေါ့ဒီပွားတော့33ခန်းရှိတာ 33ခန်းဟုတ်ကဲ့ အင်းပါတာပဲနော် ဟုတ်ပါတယ်အဲဟိုတယ်ကို1998ကနေစပြီးတော့ဖွင့်ခဲ့တာပါ အော်ဟုတ်ကဲ့ အဝယ်မှာလေတောင်ရိုးညီမလေးတွေ့ရတယ်ဦးရဲ့ဟိုတယ်မှာတောင်ရိုးညီမလေးလုပ်လို့ကြားတယ် ဟုတ်ပါတယ်ဦးလေးကတောင်ရိုးကိုစားစင်မှုတွေကို2009ခုနှစ်မှာဦးလေးကဦးဆောင်ပြီးဖော်ထုတ်ပေးခဲ့တယ်နောက်ဦးလေးဟိုတယ်မှာလည်းတောင်ရိုးတိုင်းရင်းသားတွေကိုဝန်ထမ်းအဖြစ်ခံထားပေးတယ် ကောင်းတာပေါ့နော်အမတို့ဟိုတယ်ကလေစိုက်ကင်းလေးတွေပတ်မင်လေးတွေနဲ့အရန်လာပဲနော် အော်ဟုတ်တယ်ရှင် ဟုတ်တော်တော်တန်ရှင်းဟုတ်ကဲ့ တကယ်ချင်းဒီနေ့ကတော့အိပ်ပြောပြီပင်လည်းလားဆိုတော့ ကျေးဇူးများတင်တဲ့တကယ်ချင်းကတော့အမလေး special ပြင်ဆင်ပေးထားတာ ဒီဖျက်နေချင်းတော့ရွှေဦးမင်းတဘာဝလိုက်ကိုရဲ့စုခင်းတွေကိုမြင်ရမှာပေါ့ မင်္ဂလာပါရှင်ကျမတို့ပညာကွန်ကွာဟိုတယ်နေတူဆိုပါရရှင်ကျမတို့ဟိုတယ်ကတော့ပညာမျိုးရဲ့ရွှေဦးမင်းတုံချီမှာရှိပါရရှင်ကျမတို့ဟိုတယ်မှာအခန်းအမျိုးအစား၄မျိုးရှိပြီးတော့အခန်းအားလုံးစုစုပေါင်း50ခန်းရှိပါရရှင်အခန်းအမျိုးအစား၄မျိုးကတော့ Superior Deluxe Suite Traditional ဆိုပြီးတော့အခန်းအစား၄မျိုးဖြစ်ပါရရှင်ပညာရောရင်ရွှေဦးမင်းတုံချင်မှာရှိတဲ့ကျမတို့ရဲ့ Conqueror Hotel ကိုလာရောက်ဖို့ဖိတ်ခေါ်ချင်ပါရရှင်မင်္ဂလာပါရှင်ကျမတို့ Global Grace ပင်းတရားဟိုတယ်ကနေကြိုဆိုပါရရှင်ကျမတို့ဟိုတယ်ကအမှတ်25စိန်ကောင်းရက်ကွယ်ရွှေဦးမေဖျားလန်ပုတ်တလုတ်ကန်ကြီးရှိမှတရှိပါရရှင်ဒီမှာအခန်း32ခန်းရှိပါတယ် Deluxe Room 10ခန်းနဲ့ Standard Room 12ခန်းရှိပါရှင်။ဟောဒီလက်ထားပါ။ဒီလက်ကန်မလို့ကြည့်နေပါဗျာ။ မျိုးစားပါလေအနှစ်ယောက်ကမှနော်တွင်လုံးဖြစ်